ဆရာလေးကကျောင်းဆောက်တဲ့နေရာမှာလှုပ်ရှားတယ်လို့အဲ့ဒါပေးလို့ပြောဖြစ်နေတယ်ဟာဗျကြောက်ခေါ်တော့မလာနိုင်အောင်တို့ဘာမို့လို့โอเคပါကျိုးအဲ့ကြောင့်လိုက်ဖို့ပြဆရာလေးဟာโอเคမှာခဏလာပြန်ပြီလားဘယ်တော့ကြို့ပြပြောပြီးတော့မလိုက်နိုင်ဘူးဘယ်တော့စဉ်းစားကြည့်လေကြာဒီလိုကကျုပ်ကိုအာနာသုံးပြီးလိုက်ခဲ့ပါလို့ပြောတယ်ကျုပ်ကလိုက်ခဲ့เสียလားကျုပ်မလိုက်နိုင်ဘူးဗျာကျုပ်ကဘာလို့မလဲလို့အဲ့လိုမေးလိုက်ဘာလို့မှမလဲကွာမင်းကိုဖမ်းမှာပေါ့ဟာအောင်လို့ရှင်မဝဲတကယ်ကြီးဟဲ့နေစမ်းပါဝင်အောင်မင်းဆိုတာဝင်အောင်မင်းဆိုတာဘောတကယ်ကြီးအားလည်းတူတဖိုးတွေတောင်းချင်းလုံးဆင်းလာတာဆိုတော့ချိန်သိမ့်မြောက်ပါဘကုံးမြတ်တဲ့ချောက်ရိုးမာတဲ့တငါတော့စစ်စီရမှာမင်းတို့ရတယ်ငါအားမြောက်တင်အောင်ဝင်အပြန်ကြမှာငါတစ်ခေါက်ဝင်တယ်အဲ့ဒီခါကျရင်မင်းရဲ့ငါရဲ့တောင်းရင်းဆိုင်နဲ့ရှေးအောင်နှောင်းပြပြောကြတာဒါကတော့တဲ့တော့ပြောလို့ရတယ်တကယ်ကြီးငါတောက်တော့မတောက်တော့ငါစိတ်တော့ဓာတ်တွေကောင်းပြမနေနဲ့မင်းမှတ်မိသေးတာကျောင်းမှာတော့လေမင်းအဘက်ကြီးကျုံးခဲ့တာငါပါပေါ့ဩမင်းရောမှတ်မိသေးတာဟမ်ဖိုင်နယ်တော့ကလေမင်းရန်ပြလို့ချုပ်သေးရောက်သွားတာအာမခံပြီးရတာငါပါမင်းရောတာဒီဘောကတော့ကြည်ဖို့မင်းရတယ်မင်းဒီရောမကြောက်ဘူးမှာကြောက်ပေါ့ငါမနဲ့ပဲထပ်ကူတက်ထပ်မှာတိတ်တိတ်ခိုးထုတ်နေတယ်လို့ထင်ရတာပတ်စစ်စီအောင်ပြန်လာမတွေ့ပါနော်ဒီဘောပြန်လာမတွေ့ကြကုတို့မင်းငါကောက်တန်းရှင်းလို့ပဲဟာတော်တယ်ကွာအကြီးကိုကြီးမှန်းသိတယ်ပုံကြီးပါသေးအသက်ရှိပါသေးကွာနော်ဖေမင်းအဲ့ရလေငါမရှိလောက်တတ်တော့နော်မြင်မတော်လို့ဝင်ရှင်းပေးတာစေနာပြအောင်မလုပ်နဲ့စိတ်မကြည်ခွေးရသည်မဟုတ်လေဖြူပလိုက်ပါငါနောက်တော့ကုတို့ကမင်းရတယ်ဘာပြောပါကွာဟာဒီရောစရောက်ကြရမင်းကငါရဲ့တငယ်ချင်းကောင်းတယောက်လိုနားမှနေသေးရတာငါတကယ်ကိုကျေးဇူးတင်ပါတယ်ဒါနဲ့မင်းရဲ့အကြောင်းကိုဘယ်သူမှမပြောပြဘူးဟောပြောပြပြောဆိုတာစကားပေါ်ပြောနေမှာဆိုလို့ပါငါဘာမှမဖြစ်ကြအောင်ငါမိမမတယောက်ငါမိဘရငါ့မွေးတစ်နှစ်မပြည့်ခင်မှာသုံးပါအဲ့ငါတဘွားလို့မိဘမရှိဆွေမျိုးမရှိမိတ်ဆွေမရှိဘဲနဲ့ကြီးပြင်းလာဘာလို့ဒီကမှာတောင်းနေဖြစ်တော့ဟာတောင်းကြအဲ့ဆိုရင်မင်းရဲ့အနာဂတ်မှာမင်းဘယ်လိုဆက်ပြီးနေလဲပေါ့ဘာလို့နေရမှာလဲငါတလုံးဒီကြမှာစတင်သွားမှာငါပြောချင်တာအဲ့လိုမဟုတ်လေကိုတို့ဟာမင်းအိမ်အောင်လေးပါလေဒီကိုသိတယ်မရှိဖြစ်ရောကိုတို့မင်းအဲ့လိုတကယ်စဉ်းစားတာအေးမင်းမရပါဘူးလေကွာပြောင်းမင်းငါတည်းပါမထိန်ရမှာရှစ်စီးလက်ပြီးမူးကြိုးကြီးလည်းပြစ်ကုန်မအောင်ပဲကွာကိုကျိုးတွေတော့နေကြပြီထင်တယ်ဆရာလေးကိုကျိုးတွေတော့နေကြပြီထင်တယ်ဘာဖြစ်လာတော့ဘာဖြစ်ရမလဲဆရာလေးရုံးမာထဲမှာခိုးခုတ်ထားတဲ့တစ်တွေကိုဝင်တော့ကဝင်ဖမ်းနေပြီဆရာလေးသူ့လို့တာပဲဒါဖမ်းမစီပေါ့ဘယ်မှာဖမ်းမစီဘလို့ဆရာလေးရုံးမာတွေကပြန်ကျုပ်တို့ရောက်တဲ့ဝင်စစ်စင်းပါတဲ့ကျုပ်တို့ရွာမှာတဲ့ခိုးခုတ်ထားတဲ့တစ်တွေတရားလုံးနေပါကြောက်ဆောင်မဲ့တစ်တွေကလည်းပါသေးတယ်ဆရာလေးကျုပ်တို့ရွာလုံးကဖမ်းခံတော့ရွာပြက်ပါပဲဆရာလေးကျုပ်တို့ဒုက္ခတွေရောက်ပါပြီကဲပါဦးဆရာလေးကျိုးလို့ဗျာ
ရွာရဲ့တက်တွေအားလုံးကျောင်းထဲမှာလာပုံခိုင်းထားတယ်ရွာရဲ့လူတွေလည်းပြောလာတယ်ဘသူကပဲမိမိဗျာဒီတက်တွေအားလုံးကကျောင်းဆောင်မဲ့တက်တွေပါလို့ပြောခိုင်းဟုတ်ပြီလား ဟုတ်ဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးဒီလောက်တစ်တွေအများကြီးကကြောင်းဆောက်ဖို့ဘလို့မှမဖြစ်နိုင်ဘူးတင်ပါဝင်ရွာထဲကခိုးထားတဲ့တစ်တွေကိုငါဖမ်းမှကြောက်လို့လာထားတာပဲဖြစ်အဲ့ဒါဆိုရင်မင်းနဲ့တခိုးလက်ခံဖြစ်သွားပြီနော်တင်ပါဝင် အင်းပြောတာမှန်တယ်အောင်ငါ့ကိုကူညီလာတောင်းလို့မလက်ခံထားလိုက်ပြီလားဒါပေမဲ့အဲ့လိုများလိမ့်မယ်လို့ငါလည်းမထင်ဘူးပေါ့ အဲ့ဆိုတော့မင်းကရေးရွယ်လိုက်ပြီကွာ ဘုံတော်မရတကယ်ချင်းချင်းကိုတော့ ကျုံမတော့ဘူးခင်ဗျတငယ်ချင်းကတငယ်ချင်းပဲတောင်းရောတောင်းပဲ ဆရာလေးကဘာမှသိတာမဟုတ်ပါဘူးလုံးမင်းရဲ့သူကဦးကြီးကြီးကတခုပဲသိတာအဲ့လိုကြီးတော့မလုပ်ပါနဲ့ဗျာ သူပြောတာမှန်တယ်အောင်လေဒီတောင်းဝင်ရတာစက်တော့ငါ့ကိုတကယ်ချင်းမို့လို့ဆိုပြီးဒီရှော့ပေးစမ်းအမေကိုနားလေတော့ အတောင်းဝတိုင်းဆိုရင်မင်းတရားမဝင်တစ်တွေထားရှိမှုတစ်ခုံးမှုတွေနဲ့မင်းကထောင်ချမှာပဲအဲ့ဒီတော့မလို့စေချင်ဘူးဆိုရင်တော့တနည်းပဲရှိအခုတစ်လာထားတဲ့တစ်ပိုင်ရှင်တဲ့နာမည်ကအကုန်ပြောပြပေးရဒါရဆိုရင်မင်းလက်ခံမိတဲ့ပြစ်လောက်ပဲရှိတယ်အဲ့ဒါလာကိုတော့ငါခွင့်လုပ်ပေးလို့ရတယ် ဒီမှာမင်းကုန်ပြောပြလိုက်မင်းတကယ်ကြတကယ်ဖမ်းမဲ့ပေါ့ပေါ့ အားလုံးကငါ့ကိုအားကိုးလို့အခုညီလာတောင်းကြတာအမပြောနိုင်ဘူးမင်းဖမ်းကြည့်ငါ့ကိုဖမ်း ဟေ့ဒီမှာဝင် မင်းကတကယ်ဖမ်းမှာနော်ဘုတို့ရုံးကနေမှာတော့ရအောင်ဒါတော့မင်းမကြောက်တောင်းနေပါလားအောင်လို့ငါ့ကိုဖမ်းပြ ဒီလောက်တော့ခေါင်းပါလေကောင်ကွာကဲဥခေမဒီမှာဟိုကျိုးနဲ့တုတ်ပြမော်တော်ဘောက်ခေါ်ခဲ့ကျုပ်တို့တစ်ခါထွက် ကျိုးတို့စရာမလိုပါဘူးထွက်ပြေးမယ်ကောင် မင်းကထွက်ပြေးမှကြောက်လို့ကျိုးတုတ်နေမင်းအပြစ်ရှိရဲ့တူမန်းတရွာလုံးသိအောင်လို့ကွာဥခေမခင်ဗျားကိုတောင်းဝပေးနေတာမလို့ခင်ဗျားကပြုတ်မှာနော် ဒီကောင်က မ
ကျောင်းကော်မတီရဲ့နာယကမင်းတို့ဝန်တောင်းမင်းဆိုတာတိတ်တခေါ်တယ်ကွာဘာလို့ကြောက်ကြလဲကွာဟဲ့မင်းတို့ငါရွာထဲကိုလည်းဝင်တယ်ငါစောက်ရှောက်ထားတဲ့လူတွေဖမ်းတယ်ဆိုတော့မင်းကိုမင်းတဲ့ကမင်းမအသက်ကိုပါဟဲ့ ဘာလို့လဲကြောက်မသိဘူးပြတင်မောင်ဝဲကိုဖမ်းတာမဖမ်းတာအသာထောင်းဘာဝတရားနောက်ဆက်မှုချင်းချောက်မှုတွေနဲ့လည်းရေးယူလို့ရတယ်ပြောဆိုစင်ကြပါ ဟဲ့ကမင်းကလည်းဝန်တော့ပြီငါကလည်းဖုန်းတော့လေကွာမင်းမရင်ရတယ်ဘယ်လောက်ရှိရှိငါနေတော်လေးကိုဖမ်းပြီးမင်းငါနေနေရတော့ထွက်စားတွကြည့်စမ်းပါမသားပေါ်ဟုတ်ရဲ့ ပြဿနာပါပဲဗျာဒီကြောင်းဆက်ရောက်ဖမ်းလာတယ်ကျောက်ကတရားလုံးရေးရတော့မဟုတ်ဖြစ်နေဒီမှာဗျကျောက်ကဒီရောမတရားသဖြင့်လာအနိုင်ကျင့်နေတာမဟုတ်ဘူးစက်ချင်းလာကောင်းနေရတယ်မဟုတ်ဘူးဗျအစိုးရတောင်းဝန်တိတိကျကျလာထမ်းဆောင်နေတာဒီလိုပဲဆက်ပြီးနှောက်ယှက်နေအောင်မယ်ဆိုရင်ကျွန်တော်တော့ဒုက္ခရောက်လိမ့်မယ်နော် ဟုတ်ပါတယ်ဗျကျွန်တော်လုပ်ထားတဲ့ကိစ္စကျွန်တော်ပဲတောင်းဝင်ကြည့်ပါမယ်ဘာလို့တော့ကျွန်တော်တန်ရုံးတင်ရှိတယ်ဆိုရင်ကျွန်တော်တို့ရဲ့အကြောင်းလေးကိုဒါဆက်ပြီးတော့တိုးတက်အောင်ဘာလို့ကူညီပေးကြပါ ဘယ်လိုတော့ရတော့လာတာကျန်လည်းပါကျန်လည်းပါလေကျန်ပါပါလားကျန်လည်းလို့လည်းပါကျန်လည်းဆက်ပါ ကိုရီစိုးတော့ဘာတွေပြောနေလဲတိတိပန်းကမှာဆိုတော့ကျောင်းထဲမှာထားဖို့ပြောတာချုပ်ခမရမမဟုတ်လားဟောင်းလေဘယ်သူပြောတော့မချုပ်ဘယ်ခေါ်မယ်ဆိုတော့အမြန်ခေါ်ရတော့ကွာတော့မယ် 我都，别不露皮，你也张起来的，你也傻逼，皮露皮，肯定有别不露皮，啊？小妹们来了，我没有，不得改变了，我都吹了。小妹来小刘，小妹我要，让我。 好了，သွားမယ် မ
လုံးဝကိုထင်မထားတာကွာတငယ်ချင်းအရင်ကောင်ကောင်ကြီးဖြစ်ပြီးအဲ့လောက်ကြီးလှုပ်ရက်လိမ့်မယ်ထင်ကိုမထင်တာ ကျုပ်တို့တွေအားလုံးအတော့မကြောက်တတ်ပြီးမရှိကြကို့ပြစ်ဘူးမခံရလို့တရားလုံးရဲ့ပြစ်တယ်ဆရာလေးကခံသွားတာ ဆရာလေးကကြောင်းထဲမှာတစ်တူလာထားဆိုတော့ကြောက်အားနဲ့အားနဲ့ကိုရီးယားတော့ထားလိုက်ပြီဒါလောက်ဒီပြဿနာဖြစ်မှန်သိဒီတစ်တူကြောင်းထဲမှာဘယ်သွားထားပါမလဲ 没有，我的标准上来呀，我把人都把我，就容我这样，这可怜的呢，这要清洗跑，就这么我们家养变好没的， မင်းခေါ်တယ်မလို့ပါဘူးတို့ရ ဆရာလေး 变，这么问， ငါပြန်ရလာပါပြီ 不是这样啊，啊， ညာတင်မောင်ဝင်မင်းတော့စိတ်ဆိုးနေရလား ဘာကိစ္စစိတ်ဆိုးအောင်မလဲအောင်နေရမင်းလည်းမင်းတောက်ကိုကြည်ပြောလို့ထမ်းဆောင်နေတာ လူမှုပတ်ဝန်းကျင်ကမင်းထင်တယ်လို့မယုံသားဘူးတကယ်ချင်း မင်းပြောတော့ကနားမလဲ ဒီရှိန်ကောက်ရောက်ကြတဲ့ကလူတိုင်းရဲ့ပတ်သက်ပြားမှာမင်းနာမည်မပြောရဘူးရှိတယ်ဒီရှိန်ကားအတွက်မင်းကိုနဲ့တပါးနီးနီးတာဘူးသူတို့အမောတင်ပြီးပြောဆိုနေကြတာအဲ့လိုကြားရတဲ့အခါမှာငါတငယ်ချင်းတို့ကခုံလဲယူတယ်နားလဲအားကြတယ်ဒါပေမဲ့အဲ့ဓာတွေကအစ်စ်မှန်ဟုတ်ရဲ့လားဆိုတာငါစမ်းသပ်ချင်တာလေခုလိုပဲဒီတဲ့စင်ကားတယောက်ဆိုမင်းတို့အသက်တောင်ပေးနိုင်တဲ့တန်ရုံးစီဒါနဲ့မင်းကနေစမ်းမအောင်ပါအဲ့တစ်ပိုင်ရှင်ရဲ့နာမည်ကိုဘာလို့မဖောက်ထုတ်ပေးလဲ အဲ့ဒီတက်ပိုက်ရှင်တွေအားလုံးဟာငါเจ้าကိုအဓိကပံ့ပိုးပေးနေတဲ့သူတွေအများကြီးပါတယ်ဒီเจ้าမှသာငါမရှိတော့ရင်အဲ့ဒီလူတွေရဲ့ပံ့ပိုးငါတို့เจ้าကြီးကတိုးတက်မှာအဲ့ဒီလူတွေသာမရှိတော့ရင်ဒီเจ้าမှငါကြောက်တဲ့ရှိလက်ကားပဲအောင်ပြီးတော့ငါတယောက်တည်းလွတ်မြောက်ဖို့အတွက်လူတွေအများကြီးဒုက္ခရောက်မှဖြစ်နေတယ်။ဘာဖြစ်စေချင်ဘူးလဲဟာ။အဲ့ဒါမေလူအများရဲ့ချစ်ခင်လေးစားမှုမြတ်တာရနေတဲ့မိတီချင်း။ငါလေးစားပါတယ်ချင်း။အသက်အရွယ်ချင်းတူပေမဲ့မင်းတို့နှလုံးသားမျိုးငါမထားနိုင်ဘူးအတွက်အခုလည်းရှင်းပြပါတယ်။မင်းငါတို့တငယ်ချင်းဆိုပေမဲ့အကောင်းဆုံးဆရာပါပဲတငယ်ချင်းမင်းပြန်တော့ငါမင်းတို့ပဲတော့စီပြလိုက်မယ် 好，我哪来的哇？要为什么你上回是来家来 ဟုတ် 了？ ပါရဲ့အခုတို့နော်ဘာဖြစ်ဗျာဆရာလေးကိုအခုလိုပြန်လွှတ်လိုက်တာကိုပဲကျွန်တော်ဝန်တော်မျိုးကျေးဇူးတင်တာပါ ဟုတ်ပါတယ်ဆရာလေးကျွန်တော်တို့လည်းနောက်တော့ကိုလူမယုံမဲကိုလောက်ခဲ့တဲ့အဖြစ်ကိုခံရတဲ့စိတ်ဓာတ်မျိုးငွေမြူပါမယ်လို့ဆရာတို့ပေးပါလေဗျာ အခုဆရာလေးပြန်ရောက်လာပြီဆိုကျုပ်တို့ရွာနဲ့ကျုပ်တို့ကြောင့်တိုးတက်ဖို့အများကြီးလုပ်လို့ရပြီပေါ့ဗျာ ကဲအားလုံးပဲဒီနေ့မှာအောင်ချက်ကောင်းအောင်ကြိုးစားပေးကြတဲ့အတွက်ကျောင်းကဆရာဆရာမတွေအားလုံးရောကျောင်းသားကျောင်းသူတွေရောရမင်းရက်ဖများအားလုံးကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ ဆရာဆရာမတွေအားလုံးစုံပါ ဆရာလောင်တော့တော့ကြံခဲ့တဲ့ဆရာလေး ။အော်ဒီနေ့ဆရာဆရာမတို့ကိုကျွန်တော်ခေါ်လိုက်ရတဲ့အကြောင်းကတော့ဒီနေ့မှပြောင်းလာတယ်ကျွန်တော်တို့ရဲ့အကြောင်းကိုသိနေဆရာဆရာမတို့မိတ်ဆက်ပေးခြင်းပါအားလုံးကိုကျွန်တော်တခုမှကျင်တာကတော့
ကိုနဲ့အလုပ်တူတူအများနဲ့တွဲလို့ရမယ်ကိုရဲ့အထက်ရာရှိအဆင်ပြေအောင်ပြောသူဆက်ဆံကြပါလို့ကျွန်တော်ပါတယ်ကျွန်တော်တို့အားလုံးဒီရန်သူလည်းမဟုတ်ဘူးတိုင်ဘက်တွေလည်းမဟုတ်ကျွန်တော်တို့အားလုံးစီးလုံးမှာဟောဒီကြောင်ရင်ဖွံ့ဖြိုးတိုးတက်မယ်ဆိုတော့အားလုံးသိအောင်လို့ကျွန်တော်ပြောထားချင်တာပါဟုတ်ဆရာကြီးလားကြောက်ပါတယ် နေပါစေ ဆရာကြီးဒါအချင်းကားရောကျွန်တော်အကြောင်းမှရှိတယ်အစိုးရခံထားတဲ့ဆရာဆရာမတွေရဲ့အကြောင်းရဲ့လိုအပ်ချက်အရာဆွဲခံထားတဲ့ဆရာဆရာမတွေအင်အားဆုံးပါမလာတော့သူတို့ဆရာလေးတာဝန်ရောက်တရားပဲရှိတာဟိုသူကလည်းအကြောင်းမှန်ပါတယ်ဆရာကြီးဒီနေ့ကျမှဘယ်လိုဖြစ်လို့နောက်ကျနေတယ်မသိတာပါဆရာကြီးဆရာဆရာမတွေကိုဟောရတာဒီပြီးပါ ငါအနေနဲ့တော့ထူးထူးပြောရမှာမရှိပါဘူးငါလည်းလုပ်ခဲ့သမျှအကြောင်းတွေထဲမှာနာမည်ကောင်းတစ်ခုရယူခဲ့တဲ့အကြောင်းတစ်ယောက်အေးမင်းတို့ရှင်းကားရမှာလေမင်းတို့အားလုံးထင်ကြီးလေးသားနေတဲ့ဒီကမင်းတို့ရဲ့ဆရာလေးတင်မောင်ဝင်းထက်မตายရင်တော့မှမရှုံးရဘူးလို့အာမခံတယ်ဟုတ်လား ။အော်ဆရာကြီးကဆရာလေးတင်မဝင်နဲ့အပြေးခဲ့မလို့လား။ကောင်းတယ်ကောင်းတယ် အားလုံးပဲကိုကျွန်တော်စကားဖြတ်ပြောပြစီဒီအားဆရာကြီးဒီကိုရောက်မလာခင်လေးမှာကျွန်တော်တို့ဆရာလေးတင်မောင်ဝင်ပြောတဲ့စကားကိုပဲကျွန်တော်ပြန်ပြောပြရစီကျွန်တော်တို့ဒီကြောင်ကြီးတိုးတက်ချင်တယ်ဆိုလို့ရှိရင်ကျောင်းမှာရှိတဲ့ဝန်ထမ်းတွေအားလုံးစီးလုံးရမယ်ညီညွတ်ရမယ်တဲ့အချင်းချင်းကပြိုင်ဘက်တွေမဟုတ်ရန်သူတွေမဟုတ်ဘူးလေဟာဒါပေမဲ့ဆရာကြီးကပြောလိုက်တဲ့စကားဟိုကျွန်တော်တို့ဆရာလေးတင်မောင်ဝင်ထက်မသားရင်တော့မရှုံးစရာဘူးဆိုတာကြီးကဆရာကြီးကကျွန်တော်တို့ဆရာလေးတင်မောင်ဝင်ကိုပြိုင်မှုစိန်ခေါ်တယ်လို့ဖြစ်နေပါတယ်ခင်ဗျာ မင်းနာမည်ကဘာလို့လဲဘာလို့လဲမင်းကပြန်ပြောနေတာမင်းရဲ့ထက်ရာရှိဆိုတာကိုမင်းသဘောပေါက်လားမင်းသိမသိလားဟမ် ဆန္ဒကျွန်တော်တောင်းပါပါတယ်ဆရာကြီးလူငယ်ဆိုတော့ဒီစကားကပြောကြမှမသိဖြစ်သွားတာကျွန်တော်ပဲကြားတဲ့တောင်း မတောင်းမှမှလည်းဆရာကြီးဒီမှာကြောက်ကြည့်ခင်ဗျာကျွန်တော်နာမည်စမ်းနိုင်ပါဘွေးရပညာတတ်တစ်ယောက်ပါအစိုးရဝန်ထမ်းတစ်ယောက်မဟုတ်တယ်လို့လာကယူထားတဲ့ဆွဲခန်းတစ်ယောက်လည်းမဟုတ်ပါဘူးဟောဒီကဆရာလေးတင်မောင်ရဲ့စိတ်ဓာတ်နဲ့အရေးချင်းကိုလေးစားလုံးလို့ကုညီပြီးစာဝင်တင်ပေးနေတာပါ ခဲအဲ့ဒါဆိုလို့ရှိရင်စိတ်မကောင်းကွာငါလည်းအောင်မလို့ရင်ငါဝင်နေငါတစ်ဖက်ပဲကွာ ကျွန်တော်တွေ့ရယူကိုဆရာတင်တတ်တဲ့ခက်ညံ့ညံ့အစားရမဟုတ်ပါဘူးဆရာလေးတင်မောင်ဝင်းလို့အများတကာအတွက်သူ့မှာဘာပြစ်မှမရှိပဲထောင်ချခံရတဲ့စိတ်ဓာတ်မျိုးရှိတဲ့သူမှကျွန်တော်လေးလေးစားစားအောက်ကျတတ်တာ မင်းနဲ့ငါပြောလိုက်မယ်မင်းလာကြမလို့တော့ဘူး တဲ့အဲ့လိုမလုပ်ပါနဲ့ဆရာဆရာစမ်းနိုင်ရ ဘာပြောရနေတော့ဆရာလေးကျွန်တော်ဒီမှာစက်နေလေအဆင်ပြေမှာမဟုတ်တော့ကျွန်တော်ခွင့်လို့ပါဟာကျောင်းကတော့စပြက်ပြီးထင်နေဟေး သိကြတာပေါ့မင်းတို့ဘာပြောနေ ။အော်ကျောင်းကတိုင်ကြီးမှာခြားရတွေ့ပါဆရာ ဆရာလေးဆရာလေး ဝင်ခဲ့ပါ ဆရာလေးတို့ပဲတော့ကြက်လေးစီအောက်ကကြောက်ဆောင်နဲ့တိုင်းပြီးမှတ်သွားတာဆို ဟုတ်တယ်မပြေ အမလေးမသိကောင်းမပြတ်ပေါင်းဆရာလေးရေကောင်းကောင်းလို့ပေါ့ဒါနဲ့ဘလို့ဖြစ်ပြီးဖျားသွားလဲ ဘူးချက်သွားတာပါအခုတော့တက်တာပါ ဟိုဒီမှာဘက်ဖြူလေးဆရာလေးတို့စက်သားစနေလေးပြုတ်လာတယ်ပူလေးတောက်လိုက်နော်ကိုကျမ်းမကြီးလည်းကိုဘလူးဆိုင်ပါအောင်ဆရာလေးရေတောက်လိုက် ကျွန်တော်စိတ်မပူပါနဲ့မပြေဒီကြောင်အတွက်စေရပြီဆိုတာမပြေဘူးကျွန်တော်အရင်ပြောချင်တဲ့စကားကိုမပြောရသေးဘူးကျွန်တော်မသိပါဘူး ဆရာလေးကလည်းဟိုအငြင်းဆိုတာမမြင်နိုင်ဘူးလေကိုကဖြစ်ချင်တာမဟုတ်ပေမဲ့ကံကြမ္မာဆိုတာမြင်ရတော့မဟုတ်ဘူးအဲ့တော့ပူတာပေါ့လို့
အဲ့ဒီကညမှာကိုကျွန်တော်ရှောင်လွဲလို့မရဘူးတည်ရဲ့မယ်ဆိုတော့ဝိညာဉ်ပွားတယ်ကျွန်တော်မဖြစ်ဘူးပြောပြအောင်လားပြော မင်းကဒီအဆင့်တော့ရောက်နေကြတယ်ဟမ် အဲ့မဟုတ်ပါဘူးဆရာလေးတက်အောင်မောက်တဲ့သတင်းကြလို့စိတ်ပူပြီးနားမေးတာပါ ဘုတို့မဖြူကငါနေမကောင်းတော့ငါစားဖို့တော့ဆန်းလို့တာပေးရမပေါက်ရတဲ့ရှောက်ပြောနေတယ်ပဝိညာဉ်ကြောင်းအကုန်တမျိုးထင်ကုန်ပြီ မင်းတို့ဘယ်လိုပဲအကြောင်းပြပြယောက်ျားလေးတယောက်လည်းရှိရဆမ်းမှာဘယ်လိုမင်းကလေးရောက်လဲအဲ့လိုတူတွေ့လို့ရှိရင်ဘယ်လိုပဲဖြစ်ငါလိုပဲထင်ပါပဲမင်းအောင်အာတော်ဘုတ်ခန့်နေယောက်ျားတယောက်မဟုတ်လား ဒီငါ့ကိုစော်ရတယ်အရင်များနေပြီနော်ဆရာလေးတိတ်ခါကြမှာဆိုနင်ကငါတိတ်ခါနေအချိန်မှမနေတော့ ။တင်းကတော့နေကဘာလို့ဆောင်လဲ။ငါမဟုတ်တာပြောနေတာမဟုတ်ညံ့ညံ့တိုင်းပြောနေ ဘုတို့မင်းပြောတဲ့စကားတွေကငါရဲ့တိတ်ခါရောမဖြူရဲ့တိတ်ခါရောစော်ကားနေ ။မင်းအောင်ဟမ်ရောက်ခါကတော့မဟုတ်တဲ့ကြောင်ပုံစံမျိုးနဲ့အချိန်တန်တော့ငါလေးကပြလာပြီးတော့လွယ်ကူရတဲ့မိန်းမမင်းခိုင်းနဲ့ခေါ်ရတယ်ဟမ် တော်ပဲ့တော်မောက်တဲ့သတင်းကြလို့ဆရာလေးကငါစိတ်ပူပြီးနားမေးတာပါလို့နင်ကငါရှင်းပြခဲ့ပြီနော်ဘာလို့အတရားမှထပ်ပြီးတော့စွဆွဲနေရတာလဲအေးဟုတ်ပြီနင်စွဆွဲတယ်လို့ငါဆရာလေးအခန်းကိုအရှက်မရှိဝင်လာတယ်လို့ထားပါတယ်အဲ့ဒါဘာဖြစ်လဲဆရာလေးနဲ့ငါလွတ်လပ်တဲ့လူမျိုးအပြိုတွေကြိုက်ပြီးတော့ညားသွားတော့ဘာဖြစ်နင်ကတပြားသားမှမပါဘူးနင်ဘာမှလည်းဒီတုံးတုံးလေးစားအကြောင်းကျနင်နဲ့မဆိုင်ဘူး ကျွန်တော်ပဲတောင်းမှပါတယ်ဗျာဒီစကားတွေအပြင်းလို့ကြောင်းသွားတယ်မကောင်းပါဘူးဗျာ မတော်နိုင်ဘူးဆရာလေးဒီကိစ္စကဒီလိုမှတစ်ခါတည်းပြတ်မရှင်းလို့ရှင်နောက်တစ်ခါပြပြဿနာတွေကတက်နေအောင်ပါပဲဒီမှာတို့ညငါတစ်ခါတည်းအပြတ်နေလိုက်ငါနဲ့ဆရာလေးနဲ့ရိုးရိုးသားသားဆက်ဆံနေရအောင်နေရတွေ့တိုင်းရန်စွဲငေါငေါနဲ့အဆက်လိုက်ခွဲနေရအောင်နင်ဆရာလေးကိုလိုချင်နေရ ။သူကတော်တော့နော် ဟောနင်ကသူများတကာကိုအားနာနဲ့ပြောချင်တယ်ပြောပြီးနင်ကိုပြောတော့တော်တော့တယ်မတော်နိုင်ဘူးနင်တရားမှာတစ်ခါတည်းထပ်ပြီးပြောလိုက်နင်ဆရာလေးကိုကြိုက်နေတယ်အခုလိုမျိုးဟိုမရောက်ဒီမရောက်ပုံစံမျိုးနဲ့ကြိတ်ပြီးတော့တုံးရတုံးနေတယ်ယောက်ျားတွေကြိတ်လောက်တဲ့မိန်းမတယောက်ပုံစံမျိုးဖြစ်အောင်နင်အရင်စူးစမ်းလိုက်ရောဒီမှာယောက်ျားပုံစံတဲ့ယောက်ျားလိုချင်နေတာတော့လူကြားလို့ကားလို့ ။ဝါမတော်မဟာရလာ ကိုတို့မင်းရဲလို့နေငါရဲ့ကိစ္စတွေမှာမင်းနေရာတွေကဝင်ပါနေအောင်မင်းပါလေမင်းကရှင်းအောင်ပြောတာနောက်တစ်ခါငါရဲ့ကိုရေးကိုတာကိစ္စမင်းလုံးဝဝင်မပါနဲ့ငါမကြိုက်ဘူး မတော်ဘူး။မင်းအောင်လို့ပြောတယ်။ဟုတ်တယ်ဘာမှမဆိုင်။ဒါပေမဲ့မင်းလို့တန်ဖို့ရှိတယ်သူ့လိုမိန်းမနဲ့မတန်လို့ငါပြောနေ။အေးငါဘောတစ်ကြောင်လုံးအထီးကြောင်ပြီးတော့နေလာတဲ့ကောင်မင်းမရှိဖားမရှိဆွေမျိုးရှိတန်ရချင်းမရှိဘာမှမရှိ။ဒါနဲ့မင်းရောက်လာတဲ့အချိန်မှာမင်းကငါ့ရဲ့တူဒီတော့တကယ်ကြီးကိုဖြစ်လာမင်းကညီကိုလို့ချက်မိသားစုလို့ချက်မင်းကတမို့ဟာဘာလာတာလဲအမေ